မင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာတော့ front desk module ကနေ Disney reservation နဲ့ check-in လုပ်နည်းလေးကိုပြောပြပေးသွားပါမယ်ရှင် front desk module လေးကတော့ငကို property system ကိုဝင်သုံးတဲ့ဒီ link လေးတွေကနေပဲဝင်သုံးလို့ရပါတယ်ရှင်တကယ်လို့ဒီ module လေးကိုမမြင်ရဘူးဆိုလို့ရှိရင်တော့ Viber group ထဲကနေ permission request လေးတောင်းပေးလို့ရပါတယ်ရှင် front desk module လေးကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ reservation လေးရှိပါတယ်ရှင်အဲ့ဒါနေ reservation လုပ်တော့မယ်ဆိုရင် new ကိုနှိပ်ပြီးတော့ create လုပ်ပေးလို့ရပါတယ်ရှင်အဲ့မှာပထမဆုံး day of travel လေးရေးပေးပါရှင်ဒီရ default ကတော့ဒီနေ့ date လေးနဲ့ကြာပေးပါရဲ့ရှင်ကိုကတခြား date လေးတွေလိုချင်လို့ရှိရင်လည်းဒီကနေပြီးတော့ရေးပေးလို့ရပါတယ်ရှင် creator file မှာကတော့ကို login ဝင်တဲ့ account ရဲ့နာမည်လေးပေါ်ပေးရပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့ save manually ဆိုတဲ့ button လေးကိုနှိပ်ပေးလို့ရပါတယ်ရှင်ပြီးရင်တော့ add a line လေးနဲ့ reservation လေးတွေသွင်းလို့ရပါပြီရှင်အဲ့မှာ company ဆိုလို့ရှိရင်ဒီလို company လေးတွေပေါ်လာရဲပေါ့နော်အဲ့မှာ search more ကိုနှိပ်ပြီးတော့ရှိတဲ့ company တွေအကုန်လုံးကိုကြည့်လို့ရပါတယ်ရှင်အဲ့မှာကိုက company တစ်ခုရွေးလိုက်မယ်ဆိုလို့ရှိရင်သူ့ထဲမှာထည့်ထားတဲ့ contract နဲ့ information လေးတွေအကုန်လုံး default ဒီလိုလေးကြားပေးပါတယ်ရှင်ဒီမှာတစ်ခုသတိထားမှာကဒီ type လေးကိုကတခြားဟာနဲ့ပြောင်းလိုက်ပင်ဆိုလို့ရှိရင်ဒီ company ရဲ့ contract မထည့်ထားဘူးဆိုလို့ရှိရင်ဒီ information လေးတွေကပြန်ပြောက်သွားမှာပါရှင်အဲဒါကြောင့်မလို့အဲ့ type လေးကိုတော့တေချာရွေးပေးဖို့လိုပဲပေါ့နော်market ဆိုလို့ရှိရင်တော့ဒီ is market လေးကိုအမှန်ချစ်ပေးပါရှင်ပြီးရင်တော့ဒီမှာ market number လေးရွေးပေးလို့ရပါတယ်ရှင် market number လေးရွေးပေးလိုက်ပြီဆိုလို့ရှိရင်လည်းဒီမှာသူ့ရဲ့ market type ရဲ့ type နဲ့ service ရဲ့က default လေးကြာလာတယ်ပေါ့နော်ပြီးရင် member name မှာတော့ဒီ card ထဲမှာရှိတဲ့ member တွေရဲ့နာမည်ကိုပေါ်ပေးရပေါ့နော်ဥပမာတစ်ခုရေးလိုက်လို့ရှိရင်လည်းအောက်က information လေးတွေကတော့သူ့အတူပေါ်လာပါလိမ့်မယ်ရှင်တကယ်လို့ market မှာ market segment မထည့်ထားဘူးဆိုလို့ရှိရင်တော့ကိုကပြန်ထည့်ပေးရမယ်ပေါ့နော် payment type လေးလည်းဒီမှာရွေးပေးလို့ရပါတယ်ရှင်တကယ်လို့ payment type ကတစ်ခုထပ်ပိုတဲ့ဥပမာ cash နဲ့ credit နဲ့ဆိုလို့ရှိရင်ဒီဘက်က remark လေးမှာသွားရေးပေးလို့ရပါတယ်ရှင်ပြီးရင်တော့ဒီမှာ flight number လေးရွေးပေးလို့ရပါတယ်ရှင် flight number လေးကိုရွေးပေးလိုက်တာနဲ့သူ့ရဲ့ airline လေးက auto တန်းပြီးတော့ပေါ်ပေးရပေါ့နော်ပြီးရင်တော့ flight time လေးကိုရွေးပေးလို့ရပါတယ်ရှင်ဒီအပေါ်မှာ date နဲ့ဒီအောက်မှာ time လေးရွေးပေးလို့ရပါတယ်ရှင် class ကတော့အကုန်လုံး uppercase လေးနဲ့ရေးပေးရပါမယ်ရှင် discount လေးရှိရင်လည်းဒီမှာထည့်ပေးလို့ရတယ်ပေါ့နော် discount ကတော့ဒီဘက်က rate ပေါ်မူတည်ပြီးတော့တွက်ပေးရပါရှင်ဒီဘက်က rate ကဥပမာ3သိန်းရှိရဆိုရင်ဒီဘက်မှာ discount 5လို့ရိုက်လိုက်တာနဲ့ဒီမှာအမောင်လေးကသူ့အတူ auto တန်းပြီးတော့ပေါ်ပေးပါရဲ့ရှင်တကယ်လို့ discount က percentage နဲ့မဟုတ်ဘဲနဲ့အမောင်လေးတစ်ခုဆိုရင်တော့ဒီ discount percentage မှာဘာမှမထည့်ဘဲနဲ့ဒီအမောင်လေးမှာပဲတန်းပြီးတော့ရိုက်ပေးပါရှင်discount လေးရှိမယ်ဆိုလို့ရှိရင်တော့ဒီမှာ remark လေးကမဖြစ်မနေရေးပေးရပါမယ်ရှင်ပြီးတော့ရင်တော့အောက်မှာ guest information လေးတွေဖြစ်ပေးလို့ရပါပြီရှင်ဒီ guest name လေးက company ဆိုရင်တော့ပြဿနာမရှိပေမဲ့ member guest ဆိုလို့ရှိရင်တော့ဒီ member လေးယောက်ရဲ့နာမည်ပဲဖြစ်ရပါမယ်ရှင်တခြားနာမည်ထည့်မယ်ဆိုလို့ရှိရင်တော့ဒီ reservation လေးကို confirm လုပ်လို့ရမှာမဟုတ်ပါဘူးရှင်အဲ့တော့ဒီလေးယောက်ရဲ့နာမည်ပဲဖြစ်ရမယ်ပေါ့နော်ဒီ member guest ကိုရွေးထားတယ်ဆိုလို့ရှိရင်ဒီမှာ guest name လေးထည့်ပေးပါမယ်ရှင်ပြီးရင် nationality လေးရွေးပေးလို့ရပါတယ်ရှင်ပြီးတော့နဲ့သူနဲ့ထည့်ပေးလို့ရပါတယ်ရှင်ပြီးရင်စီလေးထည့်ပေးပါနော် reserve ပိုင်းကတော့ reserve လုပ်တဲ့ customer ရဲ့နာမည်လေးထည့်ပေးလို့ရပါတယ်ရှင် reserve ဖုန်းကတော့ဒီ member card ထဲမှာထည့်ထားတဲ့ဖုန်းနံပါတ်လေးကတော့ default ပေါ်နေတာပေါ့နော်တကယ်လို့ပြောင်းချင်ရင်လည်းဒီမှာလာပြီးတော့ပြောင်းပေးလို့ရပါတယ်ရှင် passport number နဲ့ flight ticket ကဒီလိုမျိုးစာနဲ့ရေးလို့ရသလိုဒီမှာလည်း head and ပုံလေးကိုနှိပ်ပြီးတော့ပုံလေး attach တွဲပေးလို့ရပါတယ်ရှင်အကုန်လုံးဖြည့်ပြီးသွားပြီဆိုရင်တော့ဒီမှာ save and close လေးကိုနှိပ်ပေးလို့ရပါပြီရှင်ပြီးသွားရင်တော့ဒီက save button လေးကိုထပ်ပြီးတော့နှိပ်ပေးပါရှင်ကျန်တဲ့ reservation လေးတွေကိုလည်းအဲ့လိုပုံစံအတိုင်း add a line လေးနှိပ်ပြီးတော့ထည့်ပေးသွားလို့ရပါတယ်ရှင်တကယ်လို့ဒီက information လေးတွေကအကုန်လုံးမှန်ပြီဆိုရင်တော့ confirm button လေးနှိပ်ပေးလို့ရပါပြီရှင်တကယ်လို့
ဒီ confirm button လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ information လေးတွေကပြင်လို့မရတော့ဘူးပေါ့နော်ဒီအဆင့်မှာပြင်ချင်သေးတယ်ဆိုရင်တော့ဒီ amend လေးကိုနှိပ်ပြီးတော့ပြင်လို့ရပါတယ်ရှင် information လေးတွေကမှန်လို့ check in လုပ်မယ်ဆိုရင်လည်းဒီအဆင့်မှာလုပ်လို့ရပါပြီရှင်ဒါမှမဟုတ် no show ဆိုရင်လည်း no show ပေါ့နော်အဲဒါဆိုရင်သူ့ရဲ့သက်ဆိုင်ရာ stage လေးကိုရောက်သွားပါလိမ့်မယ်ရှင်အဲဒါဆိုရင်ဒီမှာ check in လုပ်လိုက်ပြီဆိုရင် save လုပ်လိုက်ရင်ဒီဘက်က check in record လေးမှာအဲ့ဒီ record လေးကဝင်သွားပါလိမ့်မယ်ရှင်ဒီမှာဆိုရင်ဝင်သွားပါပြီရှင်အဲ့ဒီ check in ဝင်ပြီးသားကိုလည်းတကယ်လို့ offload ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီမှာ offload လေးနှိပ်ပေးလို့ရပါတယ်ရှင် information လေးထပ်ပြောင်းချင်လည်းဒီမှာပဲ amend နှိပ်ပြီးတော့ပြင်ပြောင်းပေးလို့ရပါတယ်ရှင်တကယ်လို့ reservation ဘက်ကတင်ပြီးတော့လာတာမဟုတ်ဘဲနဲ့တခါလေးတန်းပြီးတော့ check in ဝင်တဲ့ကိစ္စရဲ့မျိုးမှာဆိုရင်တော့ဒီ check in record လေးမှာတန်းပြီးတော့ new နှိပ်ပြီးတော့ record လေး create လုပ်ပေးလို့ရပါတယ်ရှင် workflow လေးကတော့ဟိုဘက်က reservation ကအတိုင်းပုံစံအကုန်လုံးအတူတူပါပဲရှင်အဲ့ဒါလေးတွေအကုန်ဖြည့်ပြီးရင်တော့ဒီ save button လေးကိုနှိပ်ပေးရမယ်ဒီ check in လေးတန်းနှိပ်ပေးလိုက်ရင်တော့ check in record လေးတန်းဝင်သွားမှာပါရှင်ပြီးတော့ဒီ report လေးမှာဆိုရင်လည်း report လေးတွေထုတ်ကြည့်လို့ရပါတယ်ရှင်ဒီကို report လေးနှိပ်လိုက်တာနဲ့ဒီမှာ date လေးရွေးလို့ရမယ်ပေါ့နော်ကိုကြိုက်တဲ့ date လေးပေးလို့ရပါတယ်ရှင် okay နှိပ်လိုက်တာနဲ့ report လေးတွေထွက်လာပါပြီရှင် Front-desk module လေးရဲ့ workflow user manual လေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်